Okay,အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့805 printer ကိုကျွန်တော် error လေးတစ်ချက်ပြပြပါမယ်ဒီကောင်ကဘာ error လဲဆိုတော့ကျွန်တော်တို့access ဖွင့်ခြင်းကိုတောက်လျှောက် run နေပါတယ် run နေပြီးတော့နောက်ဆုံးအဆင့်မှာဒီကောင် error တက်တော့တာပါကျွန်တော်တစ်ချက်ပြပြပါမယ်Okay, so do dog shot run နေပါတယ်ကျွန်တော်နောက်ဆုံးအဆင့်ထိရောက်ပါလိမ့်မယ်ခဏလေးစောင့်ကြည့်ပါကျွန်တော်ဒါမှပဲကျွန်တော် error တစ်ချက်ဖြစ်ရှင်းနေအောင်ပါသူက general error တွေကဒီကောင်တွေကတော်တော်များများကတနေ့စိတ်ရှိဖြစ်ရှင်းတာကောင်းပါတယ်Okay, that's what you know. So, simply what you're going to do. I'll be the man. I mean, it's only a going on area. I got it going on. General customer, just see out like a sound me tell our main paper. Total general head take go. Memo went all over, no? The piano, no printer, engine printer, I think general sound me material, eh? အခုကကျွန်တော်ဖြစ်နိုင်တာကစစ်လို့ရတဲ့ sensor ပေါ့ဒီကောင်ပြင်များတော့ဖြစ်ဒီကောင် sensor နှစ်ခုဖြစ်တယ်ဗျဒီနောက်ကသူ factor ကိုတွားတယ်ဒီကောင် sensor လေးတစ်ချက်စစ်ပေးပါကျွန်တော်ရှစ်တော်များ805နဲ့ကျွန်တော် paper sensor ပုံစံမျိုးဗျကျွန်တော်ဟုတ်ကဲ့ဒီ sensor ပြီးတကယ်တမ်းဒီကောင်ကကျွန်တော်တို့အဓိကစစ်ဖို့လိုတာဆောင်းကကျွန်တော်ပြောတဲ့ factor sensor ရေအဲဒီအောက်ကဒီ head အုံနဲ့ပြီးမှပါတယ် sensor ပေါ့ဗျဒီ factor sensor လေးဒီလေးကျွန်တော်ဒီချာလေးပြလိုက်ပါမယ်ဟုတ်တယ်ဒီကောင်လေးစစ်ပြရပါမယ်ဒီကောင်တစ်ချက်လေးတော့ကျွန်တော်တို့ရက်ပြန်နဲ့စီးနဲ့စီးပေါ့ဘာလို့ဆိုမင်းနေကျစိတ်ဝင်လာတာဆိုတော့ရက်ပြန်နဲ့စီးပေါ့ဒါမှမရရင်တော့ကျွန်တော်တို့ဒီဆိုင်တစ်ခုခုမှကျွန်တော်ဝယ်ပြီးတော့လဲပြီးလိုက်ပြရတာဆိုတော့အဆင်ပြေပါပါမယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးကိုမြင်ရရခံပါတယ်